ခရစ်စမတ်ကာလမှာစိုးသွမ်းတဲ့ကလေးတွေကိုစားရတာကြိုက်တဲ့ crumpet နဲ့ grilla ခရစ်စမတ်ကာလမှာဆန်တာကလော့ကလက်ဆောင်တွေပေးမိပါတီတွေရှိုးပွဲတွေနဲ့ပြောစရာကောင်းမယ်ပေါ့ဒါပေမဲ့ခရစ်စမတ်ရဲ့ဆန့်ကျင်ဘက်နောက်ပြီးကလေးတွေအတွက်အိမ်မက်ဆိုတစ်ခုဖြစ်တဲ့ crumpet ကိုရောကြားဘူးကြပါသလားဆန်တာကလော့ကလက်ဆောင်တွေပေးပေမဲ့ crumpet ကတော့အပြစ်ပေးမှာပါဒီအမွေးထူထူလက်သေးအရှိကြီးတွေဂျိုကြီးတွေနဲ့ကြောက်စရာတရေလိုလိုနှက်ဆိုးလိုလိုအကောင်ကြီးကိုတော့ crumpet လို့ခေါ်ပါတယ်။ဆောင်းရာသီချမ်းအေးပြီးနှင်းမြူတွေနဲ့အုပ်ဆိုင်နေတဲ့အချိန်မှာဒီ crumpet လို့ခေါ်တဲ့အကောင်ကြီးကတစ်ကိုင်းနေတန်ကြိုးတွေနဲ့ချင်းတောင်ကြီးတစ်လုံးကိုတဲပြီးတောင်ပေါ်ကနေဆင်းလာပါလိမ့်မယ်။စိုးတဲ့ကလေးတွေကိုတွေ့ရင်တစ်ကိုင်းနေနဲ့ရိုက်မယ်ဆုံးမတယ်ပေါ့ဗျာ။အရန်ကိုမှစိုးတဲ့ကလေးဆိုရင်တော့တန်ကြိုးနဲ့တုပ်ပြီးချင်းတောင်တွေကိုထက်နောက်ပြီးသူနေထိုင်တဲ့မြောက်ကဘာကိုဖမ်းခေါ်သွားတတ်ပါတယ်။ဘယ်တော့မှလည်းပြန်မလွတ်တော့ပါဘူး။ဒီတန်နာကြီးကိုအစွဲပြုပြီးဩစတြေးလျနဲ့ဂျာမနီတို့လိုဥရောပနိုင်ငံတချို့မှာနှစ်စဉ်ဒီဇင်ဘာလရောက်တိုင်းခရမ်းပွဲပွဲတော်ကိုကျင်းပလေးရှိပါတယ်။သူပေါ်လာတာနဲ့ခေါင်းလောင်းတန်တွေတန်ကျိုးတန်တွေအော်ဟစ်တန်တွေနဲ့ကြောက်စရာကောင်းအောင်ဖန်တီးထားကြပါတယ်။မီယူမီပန်းတွေကိုသုံးပြီးနတ်ဆိုးတွေငရဲကနေထွက်လာသလိုမျိုးလဲဖန်တီးကြပါတယ်။လူတွေကမျက်နှာဖုံးတွေစွတ်လက်သေးအရှိကြီးတွေနဲ့ခေါင်းလောင်းတွေကိုခါမှချိတ်ပြီးလမ်းမပေါ်မှာစီတန်းလှည့်လိုက်ကြပါတယ်။လမ်းဘေးကကြီးစုသူတွေကိုလည်းဒီကိုင်းနေနဲ့ရိုင်းနေတာတန်ကြိုးတွေနဲ့တုတ်တာလည်းရှိပါတယ်။ဒါပေမဲ့တကယ်လုံနေရတော့မဟုတ်ဘူးပေါ့နော်။စားနောက်နေတာပါ။ရှေ့ဆုံးကနေထွက်လာတဲ့စန်တာကလော့နဲ့ခတ်ဆင်စင်သူ့ကိုတော့စိတ်နီကိုလက်လို့ခေါ်ပါတယ်။သူကသူတော်စင်သူတော်ကောင်းတစ်ယောက်လိမ်မာတဲ့ကလေးတွေကိုတွေ့ရင်လက်ဆောင်လေးတွေပေးတယ်ချိုချင်လေးတွေပေးတယ်။ဒါကြောင့်အပြစ်ပေးတဲ့အလုပ်ကိုသူကမလုပ်ပါဘူး။အနောက်က crumpet ကိုတောင်းပေးလိုက်ပါတယ်။ဒါကြောင့်စိတ်နီကိုလက်ရဲ့နောက်ကနေ crumpet ကအမြဲကပ်ပြီးပါလာလေးရှိပါတယ်။တကယ်တော့ဒီပွဲတော်ဟာစိုးသွမ်းတဲ့ကလေးတွေကို6လမ်းဖို့ဖန်တီးထားတာဖြစ်ပါတယ်။ဒါပေမဲ့အခုချိန်မှာတော့နိုင်ငံတကာကစိတ်ဝင်စားကြတဲ့ပျော်စရာကောင်းတဲ့ပွဲတော်တစ်ခုလိုတောင်ဖြစ်နေပါတယ်။နောက်တစ်ယောက်ကတော့အမိ15ချောင်းပါတဲ့ grilla လို့ခေါ်တဲ့ဘလူးမာကြီးတစ်ကောင်ပါ။သူကအိုက်စလန်နိုင်ငံရဲ့တောင်တန်းတစ်ခုပေါ်မှာရှိတဲ့ဂူကြီးတစ်လုံးထဲမှာနေထိုင်ပါတယ်။ကြောက်စရာပုံစံကြီးရှိပြီးလက်ထဲမှာအိတ်ကြီးတစ်လုံးကိုလည်းအမြဲတမ်းကင်ထားပါတယ်။စိုးသွမ်းတဲ့ကလေးတွေကိုဖမ်းပြီးထည့်ဖို့ပါ။သူကအမြဲပိုက်စားနေတတ်ပြီးစိုးတဲ့ကလေးတွေရဲ့အသားကိုစားရတာကြိုက်ပါတယ်။ခရစ်စမတ်နီးလာပြီဆိုရင်ဂရီလာကတောင်ပေါ်ကနေဆင်းလာပြီးဘဲကလေးတွေကစိုးတယ်ဘဲကလေးတွေကလိမ္မာတယ်ဆိုတာကိုစုံစမ်းနေတတ်ပါတယ်။စိုးတဲ့ကလေးတွေတည့်ရင်ဖမ်းခေါ်သွားပြီးဂူထဲမှာစွတ်ပြုတ်ချက်တောက်လိုက်ပါတယ်။ဒီတန်နာကြီးကကလေးတွေအတွက်အရန်ကြောက်စရာကောင်းနေတာကြောင့်နောက်ပိုင်းမှာတော့တားမြစ်ထားလိုက်ပါတယ်။73ရာစုလောက်ကလေးကခေတ်စားလာခဲ့တာဖြစ်ပြီးအခုချိန်မှာတော့အိုက်စလန်နိုင်ငံရဲ့နေရာတချို့မှာကြောက်စရာကောင်းတဲ့ဂရီလာအယုတ်ကြီးတွေကိုတွေ့မြင်နိုင်ပါသေးတယ်။